ကဲဒီမှာဒါကပုံလာကြီးပုံစံအစ်အဟောင်းမျိုးကနေပုံစံအစ်လို့ပြောရဲဟာကိုငွေချီအပါလေးနဲ့ခတ်ပေးထားတယ်ဒါကနှစ်တဲ့ဒိုင်းမျိုးချစ်ပိုးလေးနဲ့ခတ်ပြီးတော့ငွေချီအပါနဲ့ခတ်ပေးထားတယ်ပေါ့နော်ဒီကျိုးအယောင်လေးကတော့ဒီမှာတစ်ခေါက်နဲ့တစ်ခေါက်ဒီကျိုးအယောင်လေးခတ်ပေးရမသိဘူးနော်โอเคဒါကျတော့ဒိုင်းမျိုးဒီကဒိုင်းမျိုးချစ်ပိုးလေးနဲ့ခတ်ပေးထားတဲ့ပုံလာကြီးပုံစံအစ်အဟောင်းမျိုးပြောနေပုံစံအစ်လို့ပြောရဟာအပွင့်ပုံစံနဲ့ဒီလိုနည်းနည်းပို့ပြီးတော့အပွင့်ပုံစံဓာတ်တယ်မျိုးလို့ပြောနော်ပုံစံတန်းတဲ့အင်ဂျီစာရောဆောင်းပန်းနဲ့ပြန်စကိုက်ခဲခမေစာရောငကိုက်တက်ပါပါဒီမိကဘာနမထက်ကလေးတို့ဒီလိုလေးလေးကိုထားရချီလေးနဲ့ကကြတော့ပုံတောင်းပြရဲဒီမှာရောက်တော့လို့ရတယ်ဒါကြောင့်ငွေချီမပါဘဲနဲ့ဆိုရင်တော့ဒါလည်းဒီပုံစံအစ်ကိုငွေချီမပါနဲ့ဆို45ပေါ့နော်ငွေချီအပါဆို48ပါဒီမှာငွေချီနဲ့မထက်လဲလာရယ်ထဲလဲလာတယ်ထဲလိုက်တော့ပို့ပြီးတော့ကြွားရွရတယ်ပေါ့နော်ဆိုတော့လက်လီလက်ကရတယ်ဒါကပုံစံအစ်အဟောင်းမျိုးထဲကဟာပြတာငါအယုံပြတ်တာအေးဒီမှာအင်ဂျီဇာမှာထဲထုတ်တိုင်းနဲ့ဒီတန်းတိုင်းနဲ့လုပ်ထားတယ်အင်ဂျီဇာကိုထုံးစံတိုင်းပဲဘာယူရစစ်နေချတိုင်းမှာအနှက်ခံအပြာပန်းတိုင်းနဲ့ဒီလိုကြောင်လေးကိုဒီလိုအမိတ်ဆက်ခတ်ပေးထားတယ်ဒါပုံလာကြီးပုံစံအစ်အဟောင်းမျိုးထဲကနေပုံစံအစ်လို့ပြောရပါဘောနော်အပွင့်ဒီမှာအပွင့်ပုံစံလေးပို့ပြီးတော့ကြည့်ရအဲ့ဒါတော့ဒါကလည်းစစ်တမ်းမြချီအပလေးစစ်တမ်းနဲ့ပုံစံအစ်ဆိုတော့ဒီလာဒီတုံးရတော့ဘုတ်ကိုလည်းပေးထားတယ်FOC 1လို့ပြောထားတဲ့ပုံက prepaid ပြောတဲ့ promotion ပေါ့နော်ကိုကဒီလိုအဲ့လိုပုံမျိုးမချက်ဘူးတောက်ချင်းစီ stock ရှိတာပဲလို့ရှင်းနေဆိုလည်းရတယ်နော်ပြကြလို့ရှိရင်လေဒီတစ်နှစ်ပတ်လုံးကလက်ဒီတစ်နှစ်ကားပေါ့နော်အဲ့ဒါ3သိန်းခုပြည့်ရင်ဖဆန်းကိုပို့တစ်စောင်းရမယ်နော်အဲ့ဒါတော့တစ်နှစ်ပတ်လုံးဒိတ်ထိန်ကိုဒီလိုပဲရတယ်3သိန်းခုပြည့်ရင်တစ်စောင်းရတယ်ဒါကြတော့ငွေချီလေးနဲ့ခပ်ပေးထားတဲ့ပုံစံအစ်စ်ပေါ့နော်လာပြီးပုံစံအစ်စ်ဆိုရဲဟာလက်လီလက်ကရတယ်နော်ဒါလေးနဲ့ဆိုရင်တရက်အောက်ခတ်တဲ့ဟာမဟုတ်ဘူးအနည်းဆုံးရှိရနဲ့စနေရက်14ရက်ဝင်းချိန်ခတ်တဲ့ဟာပေါ့